PM ကိုရောက်လာတာဆိုရင်ဒါကဒုတိယအကြိမ်ဖြစ်ပါတယ်ပထမဦးဆုံးအကြိမ်ကျမရောက်ခဲ့တော့ကကျမနဲ့အတူနောက်ထပ်ကျမတို့ဘာသာတူမောင်လေးတစ်ယောက်လည်းပါလာတယ်2019ခုနှစ်ကဖြစ်ပါတယ်ပေါ့နော်အခုဆိုရင်ကျမတို့2026ဆိုတော့တော်တော်လေးတောင်မှကြာသွားပြီလို့မြင်ရတယ်ပေါ့နော်ဆိုတော့အခုဒီနေ့ဒီနေရာမှာပထမဦးဆုံးချိန်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းရင်းနဲ့ဒီနေရာကကျွန်မပြန်ရောက်လာတဲ့နေရာအစ်စ်လည်းဖြစ်တယ်ဆိုတော့ဒီမှာဆရာတို့ဆရာစတီဗင်နဲ့တကွပေါ့နော်လက်ခံကြိုဆိုပေးတဲ့ကိုဟင်နရီလူငယ်ကောင်းဆောင်တွေအားလုံးပြီးတော့အခုဒီနေရာမှာကျွန်တော်တို့နဲ့အတူတူရှိနေတဲ့ဘာသာတူညီကိုမောင်နှမများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်မနာမည်ကတစ်ခါလောက်ပြန်မိတ်ဆက်ချင်ပါတယ်ကျွန်မနာမည်စင်တီယာဖြစ်ပါတယ်ကျွန်မကတော့ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာနေပါတယ်ကျမရဲ့ parish ကသာသနာကတော့ Saint Mary Cathedral ဖြစ်တယ်ပေါ့နော်ဆိုတော့သင်္ကန်းကျွန်းမှာလည်းကျမတို့ဖျားเจ้าနေရှိတယ်ဒါပေမဲ့ဟိုဘက်မှာကကျမငငယ်လေးတွေကတက်လာတဲ့ခါကျတော့ Saint Mary မှာပဲအမြဲတမ်းရန်ကုန်မြို့မှာပေါ့နော်တက်ပြစ်တာဖြစ်တယ်ပေါ့အဲ့တော့ပထမဦးဆုံးကျွန်မဒီယိုလာတဲ့အကြောင်းအရာလေးလည်းအရင်ပြောပြချင်ပါတယ်ကျွန်မမလေးရှားနိုင်ငံကို29ရက်နေ့ဂျွန်လကရောက်တယ်ပေါ့နော်ရောက်လာခြင်းရဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီနေရာမှာရှိတဲ့ Alpha Course တစ်ခုနဲ့ပတ်သက်တဲ့ conference တစ်ခုကိုလာပြီးတော့မှသင်တန်းတက်ရောက်ခြင်းလည်းဖြစ်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့မှအသင်းတော်ဘောင်းဆောင်ကဆရာမတွေလည်းပါလာနိုင်တယ်ဆိုတော့ကျွန်မနဲ့အတူ Father Marcian တက်ကျော်ပေါ့နော် Father ကြီးကတော့ Saint Augustine Catholic Church ကဘုန်းတော်ကြီးဖြစ်တယ်ကျွန်တော်တို့ Catholic 3ဦးပါတယ်နောက်တခြားခိုင်ကနာကညီကိုမောင်နှမတချို့လည်းပါလာကြတယ်ဆိုတော့သူတို့အားလုံးကတော့3ရက်နေ့ကပြန်သွားပြီပေါ့နော်ကျမတို့ဒီမှာကိစ္စလေးနဲ့ကြံနေသေးတဲ့အတွက်ကြောင့်9ရက်နေ့ထိကျမဒီမှာရှိနေတယ်အဲ့တော့ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ပြင်ဆင်ပေးခြင်းအဖြစ်ကျမတို့ဒီမှာပေါ့နော် DCCM ညီကိုမောင်နှမများနဲ့တွေ့ခွင့်ရတာဒါလည်းဘုရားသခင်အလိုတော်နဲ့ပြင်ဆင်ပေးမှုကြောင့်ပေါ့နော်ကျေးဇူးတော်ချီးမွမ်းနေအဲ့တော့ဒီလာတဲ့ရည်ရွယ်ချက်ကတော့သင်တန်းတက်ဖို့ဖြစ်တယ်ပေါ့တခြားအရာတွေအများကြီးမသွားခင်မှာပေါ့နော်ကျမအကြောင်းထပ်ပြီးတော့မိတ်ဆက်ရမယ်ဆိုရင်ဘဝရဲ့အသက်တာပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးလဲကျမသက်သေခံခြင်းနဲ့ပေါ့ဆိုကျမကတော့ခင်မွန်းတဲ့တယောက်ရှိတယ်သားသမီး2ယောက်ရှိပါတယ်သားလေးကတော့အသက်10နှစ်ရှိပြီသမီးလားကတော့အသက်9နှစ်ကျော်ပြီပေါ့နော်ကျမအသက်တာစပြောင်းလဲတဲ့အချိန်ကိုအရင်သက်သေခံခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့ကျမကအဖေကဗုဒ္ဓဘာသာဖြစ်တယ်အမေကတော့ Catholic Christian ဖြစ်တယ်ဆိုတော့အဖေနဲ့မိကအိမ်အောင်ကြတဲ့အခါမှာကျမတို့ Catholic ပေါ့နော်တချို့တော်များများကတော့ဖះကိုဖြစ်ခိုးတဲ့အခါမှာလဲအေးအေးဆေးဆေးပဲပေါ့အရန်ကြီးတော့လဲ strong မဖြစ်ဘူးပေါ့နော်ဆိုတော့အဖေရဲ့ဘာသာတရားနောက်ကိုအမေကလိုက်သွားပြီးတော့မှတော့ဖះเจ้าတက်တဲ့ခါလဲတက်ဖြစ်တယ်ပေါ့မတက်ဖြစ်တဲ့ခါလဲမတက်ဖြစ်ဘူးပေါ့အဲ့လိုနဲ့ကျွန်တော်မွေးလာတယ်အဲ့တော့မွေးလာတဲ့ခါကျတော့အမေကလည်းအဖေကိုအရန်ချစ်တဲ့အခါကျတော့ကျွန်မကဗုဒ္ဓဘာသာအနေနဲ့ကြီးပြင်းလာတယ်ပေါ့နော်ကိုယ်တိုင်လည်းသေချာဘာမှမသိတဲ့အခါကျတော့အဖေရဲ့ဘာသာတရားနောက်ကိုပဲကျွန်မလိုက်လာခဲ့တယ်ကျွန်မငယ်ငယ်လေးတွေကလေဘာသာရေးကိုက်ဆိုင်တယ်လို့ပဲပြောရမယ်ထင်တယ်ကျွန်မဘာသာတရားကိုတော်တော်လေးလေ့လာတယ်ဆိုတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းကျွန်မတော်တော်လေးကိုသိတယ်ကလေးဘဝတွေကအဲ့လိုမျိုးစာအရန်ဖတ်တယ်ပြီးတော့ကျွန်မဘာတွေလဲလုတ်တက်သေးလဲဆိုတော့ဘေးရင်ရေတရာလဲကျွန်မအရန်ဝါသနာပါတာဖြစ်တယ်ရေတရာတော့ကျွန်မနားမလည်ဘူးပေါ့နော်ဘေးရင်ကြည့်တာတို့ရှေ့ဖြစ်အကြောင်းတွေအဲ့ဂမ်မီယာနဲ့ပတ်သက်တဲ့ຢာတွေကျွန်မအရန်ဝါသနာပါတယ်ဆိုတော့ဘာသာရေးစာအုပ်တွေလည်းအများကြီးဖတ်တယ်လို့ကျွန်မအဲ့ဒီဘက်ကအကြောင်းတွေလည်းအများကြီးဖတ်တယ်ကလေးဘဝတွေကကျွန်မ9တန်းလောက်မှာအသက်10နှစ်9တန်းလောက်မှာဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဖျားနိပတ်တော်တော်များများကိုလည်းကျွန်မလေ့လာလိုက်စားခဲ့ပါတယ်ပြီးတော့ကျွန်မအဖေကဗုဒ္ဓဘာသာထဲမှာသူကမိယိုးဖလာမဟုတ်ဖ ೇನೆ ဘာသာရေးကိုင်းဆိုင်တဲ့လူဖြစ်တဲ့အခါကျွန်မတို့အိမ်မှာအမြဲတမ်းဒီပေါ့နော်ဘုန်းကြီးတွေအဝင်ထွက်အမြဲတမ်းရှိတယ်ဗုဒ္ဓဘာသာဘုန်းကြီးတွေဖြစ်တယ်တခါတလေရက်ရှည်လာများတော်ကြကြကျမတို့အိမ်မှာလာရောက်ပြီးမှတဲခိုတယ်အမေကခရစ်ယာန်ဖြစ်ပေမဲ့လေအဖေကိုချစ်တယ်အဖေဘာသာတရားနောက်လိုက်တဲ့အခါကျတော့သူကလည်းအကုန်လုံးပြုစုပြီးတော့မှပေါ့နော်ဒီလိုမျိုးလုပ်တဲ့အခါမှာကျမကလေးဘဝကလေးကဘာသာတရားမှာဆိုရင်ဒီဗုဒ္ဓဘာသာဘက်ကိုပို့ပြီးတော့အားတန်တဲ့လူတစ်ယောက်လည်းဖြစ်တယ်နောက်တစ်ခုဘာထူးခြားလဲဆိုတော့ကျမတို့အိမ်မှာဖျားစင်ကတစ်ခုမဟုတ်ဘူး2ခုရှိတယ်အဖေကသူ့ဖျားစင်အကြီးကြီးတစ်ခုရှိတယ်အိမ်မှာအမေကသူ့ဖျားစင်တစ်သီးလေးတစ်ခုဟိုဘက်တောက်မှာရှိတယ်အဲ့တော့ကျမကကလေးတယောက်အနေနဲ့ကြည့်တဲ့အခါကျတော့ဟာဒီအိမ်မှာငါဖေကတော့ဒါဘယင်ပဲဖြစ်တယ်ပေါ့ဘယင်ဖြစ်တဲ့လူကဖျားစင်ကြီးကြီးပို့ရတာပေါ့အဲ့တော့ကလေးဘာသာဘာဝအရာအားကြီးတဲ့ဘက်ကိုပဲလိုက်တဲ့အခါကျတော့ငငယ်ကလေးတွေကဖျားစင်2ခုရှိရင်တော့ကျမက
ဟိုဘက်ဖျားစင်ကိုကျမကတေးသေးလေးဖျားစင်ကိုကျမဂယုမဆိုင်ဘူးအဲ့ဒါအမေနဲ့ဆိုင်တဲ့ဥစ္စာဆိုပြီးမှကျမထားတယ်ဒီဘက်ကဖျားစင်နဲ့ပတ်သက်တဲ့ဝေယဝိဆာကိုကျမကူလုပ်ပေးတယ်ဟိုဘက်ဖျားစင်ဆိုကျမတို့ဗမာစကားပုံနဲ့ပြောတယ်ဆိုရင်ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဆိုသလိုပေါ့လုံးဝကိုအလှဲ့အကြည့်မလုပ်ဘူးပေါ့နော်ပြီးတော့ကျမခေါင်းထဲမှာလဲဟိုအဖေနဲ့အမြဲတမ်းသွားလာတဲ့အခါကျတော့ဒီဘက်ကဘာသာတရားကိုပဲအရန်ကိုပို့ပြီးတော့မှစိတ်အားထက်သန်တဲ့အခါမှာလုံးဝအမေရဲ့ဖျားစင်ဘက်ကိုကျွန်မလှည့်မကြည့်ဘူးပြီးရင်ကျွန်မအဖေကဘာလုပ်လို့ရှိလဲဆိုတော့ကျွန်မရဲ့မွေးနေ့တိုင်းမှာကလေးဘဝကနေကြီးလာတဲ့အရွယ်လူမန်းတိတက်လို့လူတိတက်တာကြော်သွားတဲ့အရွယ်အထိအဖေကကျွန်မမွေးနေ့ရောက်တိုင်းမှာဘာလုပ်လဲဆိုတော့ဘုန်းကြီးကျောင်းကိုခေါ်သွားလေးရှိတယ်ဘုန်းကြီးကျောင်းကိုခေါ်သွားပြီးတော့သူကအဲ့ဒီမှာဘုန်းကြီးတွေကိုစွန့်ကတ်တာတို့ဘာတို့ပေါ့နော်ပြီးရင်ရိုးတန်းတန်းပဲမဟုတ်ဘဲနဲ့နောက်ရက်ကြရင်ကျမမွေးနေ့ကိုဘုန်းကြီးကျောင်းမှာဆွန်းကျွေးတယ်အဖေကအဲ့လိုမျိုးတွေလုပ်ပေးတယ်ဆိုတော့ကျမဘာကိုပြောချင်လဲဆိုတော့မွေးကလေးကနေကျမကြီးပြင်းလာတာကကက်သလစ်အိမ်တော်မဟုတ်ဘဲနဲ့ဖျားစင်တော့ရှိတယ်ဒါပေမဲ့ဖျားမရှိတဲ့အသက်တာနဲ့ပဲကျမကြီးပြင်းလာတာဖြစ်တယ်အခြားဘာသာရေးဘက်မှာစိတ်အားကြီးပြီးမှပြောရမယ်ဆိုရင်ဘာသာတရားတစ်ခုကိုအပေါ်ယံသိတာမဟုတ်ဘဲနဲ့တော်တော်လေးလေးနက်နက်ကိုသိထားနားလည်ပြီးတော့ကျွန်မကြီးပြင်းလာတော့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်အဲ့ဒီလိုနဲ့ကျွန်မအသက်73နှစ်ရောက်လာတဲ့အခါမှာပေါ့နော်73နှစ်လောက်ရောက်လာတဲ့အခါမှာကျွန်မတို့အိမ်တောင်မှာအမြဲတမ်းမိသားစုမှာဘာဖြစ်လဲဆိုတော့အဖေကတဘာသာအမေကတဘာသာဖြစ်တဲ့အခါမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်မတို့ဘုရားကျောင်းတက်မယ်ဆိုတော့ကျွန်မတို့ကဘုရားကျောင်းကိုဘယ်လိုတက်လဲဆိုတော့ခရစ်မတ်တရက်တစ်နှစ်မှာတစ်ခါအမြဲတမ်းပုံမှန်တက်တယ်ပြောရင်ကျွန်မတို့ခရစ်မတ်ခရစ်ယာန်လို့ကျွန်မအမေပေါ့ကျွန်မတို့ကဘာဖြစ်လို့အဲ့လိုတက်လဲဆိုတော့လေခရစ်မတ်ဆိုရင်အမျိုးတွေစုံတယ်တစ်ချက်ကပြီးတော့နောက်တစ်ချက်ကအင်ကြီးအသေးရတယ်တခြားချိန်တွေဆိုလို့ရှိရင်အင်ကြီးအသစ်ကတကူးတကဝယ်လေးမရှိဘူးအဲ့ဒီခရစ်မတ်ရောက်ပြီเนาะကျွန်တော်တို့နှစ်သက်ကူးနေ့ရောက်ပြီအဲ့ဒီနှစ်ရက်ကခရစ်ယာန်တွေကဖျားเจ้าမှန်တဲ့နှစ်ရက်ဖြစ်တယ်တစ်နှစ်လုံးမှာနှစ်ရက်ဖျားเจ้าမှန်တယ်အဲ့ဒါခရစ်မတ်နဲ့ New Year မှာဆိုတော့အဲ့ဒီနေ့ရောက်ပြီဆိုရင်ဖျားเจ้าတက်ဖို့ကိုစိတ်အားအရန်ကြီးတယ်ဘာဖြစ်လို့လဲဆိုတော့အင်ကြီးအသစ်ဝယ်ဖို့ shopping ထွက်ရတော့မှာမို့လို့ဆိုတော့တကူးတကကိုကျွန်တော်တို့အဲ့လို shopping ထွက်တယ်တရက်မှာကျမတို့အဲ့လို shopping ထွက်ရင်းနဲ့နောက်ရဖျားเจ้าတက်ရတော့မယ်ဆိုအဖေကလုံးဝဒီဘာသာခရစ်ယာန်ဖြစ်မှာကိုမလိုလားတဲ့အတွက်ကြောင့်အဲ့ဒီနေ့မှာအဖေနဲ့အမေနဲ့စကားပြောတာစကားများကြပြီးမှဖျားเจ้าသွားကန်ဒီမှာအင်ကြီးဝစ်ထားရင်းနဲ့ကျမတို့ဖျားเจ้าမသွားရတော့ဘဲနဲ့ကျမနဲ့အမေနဲ့ကအိမ်မှာဒီတိုင်းပဲနေလိုက်ရတယ်ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေတွေနဲ့ကျမတို့ပေါ့နော်ဖျားเจ้าဒါပေမဲ့ဖျားစီကိုသွားချင်တာထက်အင်ကြီးအသေးဝစ်ချင်လို့မိသားစုနဲ့တွေ့ချင်လို့ပျော်ချင်လို့ရွှင်ချင်လို့သွားခဲ့တဲ့ဘဝအသက်တာဖြစ်တယ်အဲ့တော့အိမ်အောင်ထဲမှာကျမတို့ကျမအဖေနဲ့အမေကခဏအဲ့ဒီလိုရန်ဖြစ်တယ်ကျမကမိသားစုထဲမှာသားသမီးတစ်ယောက်တည်းဖြစ်ပါတယ်ဆိုတော့ကျမကမွေးချင်းလည်းမရှိဘူးမောင်နှမလည်းမရှိဘူးအဲ့ပြောရမယ်ဆိုရင်တကယ်လို့အိမ်မှာပြဿနာအခက်အခဲဖြစ်လာရင်ကျမမှာဘသူ့ကိုမှပြောရမယ်လို့မရှိဘူးကျမပဲအမြဲတမ်းပေါ့နော်တယောက်တည်းပဲခံစားတယ်မိဘရန်ဖြစ်လဲကိုတယောက်တည်းပဲအမြဲတမ်းကိုတယောက်တည်းပဲဆိုတော့အဲ့လိုအနေထားနဲ့တရက်ကျတော့ကျမအသက်73နှစ်လောက်ရောက်လာတဲ့အခါမှာအကျိုးကြောင့်လဲနားလည်ပြီးသဘောပေါက်တယ်ပေါ့နော်အရွယ်ရောက်လာတဲ့အချိန်မှာကျမတို့မိသားစုထဲမှာပြဿနာအိမ်တောင်ရေးပြဿနာတစ်ခုဖြစ်လာတဲ့အခါကျတော့ကျမဘာလုပ်လဲဆိုရင်ကျမဆုတောင်းတာပေါ့ဒါပေမဲ့ဆုတောင်းတယ်ဆိုတော့ကျမခရစ်ယာန်မှမဟုတ်တာအဲ့တော့ကျမကဒီဗုဒ္ဓဘာသာဖျားစီမှာကျမဆုတောင်းတယ်ဒါပေမဲ့ကျမဆုတောင်းတဲ့အခါမှာကျမအထဲမှာဒီပြဿနာကလည်းနံပါတ်1မပြေလေသူနံပါတ်2ကျမအထဲမှာလည်းဘာမှမခံစားရဘူးဆုတောင်းလဲဘာမှမထူးခြားဘူးဆိုတဲ့အရာကျမအထဲမှာဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့မျောလင့်ခြင်းမဲ့လာတယ်ငါတို့မိသားစုတွေကတော့ပျက်စီးတော့မယ်ငါအဖေနဲ့ငါအမေနဲ့ကတော့တကွဲတပြားဖြစ်တော့မယ်ကျမအရန်စိတ်ဆင်းရဲပြီးတော့မှအဲ့ဒီအချိန်အတိုင်းတာမှာအဲ့ဒီကာလအထဲမှာကျမအရန်ကိုစိတ်သက်ကြတယ်အားလုံးကထင်မယ်ကျမရဲ့မိသားစုကအရန်ပြည့်စုံပါတယ်တူရီသောသမီးဖြစ်တဲ့အတွက်ကျမကိုလိုလေသေးမရှိအောင်ကျမအဖေကထားတယ်ဘာပဲလိုကျမမှမရဘူးဆိုတာမရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီအရာကအခုဖြစ်တဲ့ပြဿနာနဲ့ရှင်ကြည့်လိုက်လို့မိသားစုကိုရွေးမလားအဲ့ဒီအရာကိုရွေးမလားဆိုကျမမိသားစုကိုပဲအရန်ရွေးချင်တယ်ဒါပေမဲ့မဖြစ်လာဘူးအဲ့လိုနဲ့တရက်ကျတော့ကျမရဲ့အမတယောက်ကကျမအိမ်ကိုရောက်လာပြီးတော့သူကကျမကိုဘာလာပြောပြလဲဆိုတော့တခေစုเจ้าကိုသူကလာပြောပြတယ်သူလဲရိုမန်ကက်သလစ်တယောက်ပဲ
အဲ့နဲ့ तू ကကျမကိုဘာပထမဦးဆုံးသင်ပေးလဲဆိုတော့ तू ဘာမှအများကြီးမပြောဘူးကျမကို तू ပြောတာကောင်းကင်ဘုံ၌မေတ္တာရှိတယ်တဲ့အဲ့ဒါဆိုလိုက်တယ်အဲ့ဒါချက်လိုက်တဲ့ဆိုအဲ့နဲ့ကျမလမ်းပြတရားစာအုပ်ထဲမှာအဲ့ဒီကောင်းကင်ဘုံ၌မေတ္တာကိုလေ तू ကချပြီးတော့ကျမကြက်တာပေါ့နော်ဆိုတယ်အဲ့ဒါဆိုရင်ရပြီလားလို့ဆုတောင်းတာဆိုရတယ်တဲ့ဆိုအဲ့ကျမလည်းအဲ့ဒါဆိုတယ်ဆိုရင်နဲ့ကျမအထဲမှာဘာဖြစ်လာလဲဆိုပို့ပြီးတော့သိချင်လာတယ်ကျမအထဲမှာခံစားရတဲ့ငြိမ်သက်ခြင်းတစ်မျိုးအဲ့ဒီအချိန်တုန်းကကျမမပြောပြတတ်ဘူးဒါပေမဲ့ကျမသဘောကျတယ်ကျမအထဲမှာအဲ့ဒီပြဿနာတွေဖြစ်နေတဲ့ကလေးတစ်ယောက်ကလေကိုမိဘကကိုအရှိမရန်ဖြစ်နေတာဘယ်ကလေးမှမပျော်ဘူးနော်ကျမတို့ကြုံတွေ့ခံစားမှုတဲ့သူတွေသိလိမ့်မယ်အဖေနဲ့အမေနဲ့ချစ်နေကြတာကိုပဲကျမတို့မြင်ချင်တာအဖေနဲ့အမေနဲ့တယောက်နဲ့တယောက်ရန်ဖြစ်အော်ဟစ်နေတဲ့အရာကလေးတစ်ယောက်ရဲ့အထဲမှာအင်မတန်ကြေကွဲတဲ့အရာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအရာကိုမြင်ခဲ့တုန်းကကျမအထဲမှာကြေကွဲခဲ့တဲ့အရာကအဲ့ဒီမြစ်တာနော်အဲ့ဒီတမချန်းစာအဲ့ဒီအရာကိုကျမအထဲမှာဆူလိုက်တဲ့အချိန်ကျမကြက်နေတဲ့အချိန်မှာကျမအထဲမှာအရန်ထူးဆန်းတဲ့ငြိမ်သက်ခြင်းတစ်ခုလားပြီးတော့ဒါမှမဟုတ်ကျမကိုလေနှစ်သိမ့်ပေးတဲ့အရာတစ်ခုလို့ကျမခံစားရတော့ကျမအဲ့နဲ့ဒီအမအောင်မေးတယ်အမလို့ကျမအဲ့ဒီဖယားအကြောင်းကျမပိုသိချင်တယ်လို့သူ့ကိုမေးတဲ့အခါကျမကိုဘာပြောလဲဆိုတော့ငါလည်းအဲ့လောက်ပဲသိတယ်တဲ့အဲ့ဒီကောင်းကင်ဘုံမြတ်တာတပုတ်ပဲငါလည်းရတယ်တဲ့ဟာဒါဆိုဘလို့ဆက်သိရမလဲဆိုအမေကိုမေးတော့လဲအမေကငါလည်းမသိဘူးတဲ့မပြောပြတတ်ဘူးတဲ့ဟာအဲ့ဒီမှာကျမဘာမြင်ရလဲဆိုတော့လေဒါအခုမှပြန်သိတာပေါ့နော်ကျမတို့ကက်သလစ်တွေကလေသူများတွေမေးရင်ကျမတို့မဖြေတတ်ဘူးကိုယ်တိုင်သိလန်းဆွေနေတော့ဖယားကိုတော့သိတယ်ဒါပေမဲ့သူများကိုကျမတို့ဘာပြန်မလုပ်တတ်ဘူးလဲဆိုတော့မပြောပြတတ်ဘူးအဲ့ဒါကျမတို့ပြဿနာဖြစ်တယ်နောက်တစ်ခုကအဲ့ဒါအားနည်းချက်လည်းဖြစ်တယ်ဒါကြောင့်ကျမအခုဖယားသခင်ကိုသိပြီးနောက်ပိုင်းမှာကျမတို့ရဲ့အားနည်းချက်ကိုသိတဲ့အခါကိုအမလိုမျိုးကိုအမေလိုမျိုးနောက်ထပ်လူတွေမဖြစ်အောင်ကျမဘာလုပ်လာတာလဲဆိုတော့ကျမသိတဲ့အရာလေးတွေကိုပြန်ပြီးတော့ sharing လုပ်လာတာဖြစ်ပါတယ်အဲ့တော့ကျမအဲ့လိုမေးတဲ့အခါသူတို့ကမသိဘူးတဲ့ဆိုဟာအဲ့ဒါကျမဘာလုပ်ရမလဲဆိုနင်ဖုန်းကြီးသွားမေးလိုက်တဲ့အဲ့လိုပြောတယ်ကျမဖုန်းကြီးဘလို့သွားမေးမလဲနော်ကျမအရွယ်နဲ့ကျမဖုန်းကြီးကိုဘလို့သွားမေးမလဲပြီးတော့ကျမတို့မှာပြဿနာနောက်တစ်ခုကဘာလဲဆိုတော့ကျမဖះเจ้าသွားတာလုံးဝမကြိုက်တဲ့အတွက်ကြောင့်ကျမတို့ကဖះเจ้าသွားရင်ခိုးပြီးတော့သွားရတာအဲ့ဒါကြောင့်ဖះเจ้าတစ်ခါတက်ဖို့အတွက်ကျမတို့ကအခက်ခဲတွေအများကြီးကြုံတွေ့ရတယ်အဲ့ဒါတော့နေမာနေတာမဟုတ်ဘူးရန်ကုန်လိုဖះเจ้าပိုးတဲ့နေရာမှာကျမတို့နေပြီးကျမတို့မှာအခက်ခဲတွေအများကြီးရှိတယ်အဲ့တော့ तू ကကျမကိုအဲ့လိုပြောတဲ့ခါကျကျမဖုန်းကြီးကိုဘယ်လိုသွားမေးရမလဲ तू ကျမကိုဘာပြောလဲဆိုတော့ငါဖုန်းကြီးကိုပြောပေးမယ်တဲ့ဖုန်းကြီးစီမှာနင်းသွားပြီးမေးလိုက်တဲ့ဆိုတော့အဲ့ဒီချိန်တုန်းကကျမတို့ကတာမွေမြို့မှာနေတဲ့အတွက်မြို့နယ်မှာနေတဲ့အတွက်ကျမတို့ရဲ့သာသနာပိုင်ဖုန်းကြီးကဒီ Saint Francis Assisi ဘုရားကျောင်းရဲ့ကျောင်းတိုင်ဖုန်းကြီးပေါ့နော် Father Mutu စိန်ထွန်းဖြစ်တယ်ဆိုတော့သူရှိတယ်တဲ့သူ့ကိုသွားမေးဆိုအဲ့နဲ့ကျမအမအဲ့ဒီမှာဖုန်းကြီးကိုပြောပြထားတော့ကျမကလည်းအဲ့ဒီချိန်မှာတဖြည်းဖြည်းနဲ့သူပြောနေတဲ့ကာလမှာကျမကလည်းအဲ့ဒီကောင်းကင်ဘုံမြစ်တာတပုတ်ပဲရတယ်လမ်းပြတရားအထဲမှာလည်းအဲ့တပုတ်ပဲကိုကနားလေတော့အဲ့ဒါပဲဆိုရင်းနဲ့အထဲထဲမှာပို့ပြီးတော့လေဖယားကိုသိချင်လာတဲ့ခါကျတော့ကျမဘာလုပ်လဲဆိုတော့ကျမလို့ပထမကိုရောမြတ်ရချင်တယ်ဘာလို့ဆိုတော့ကျမကဖယားเจ้าအရင်ကသွားတက်လို့ရှိရင်အမေကငငယ်ကျမကလေးမွေးကစားပေါ့နော်ကျမငငယ်လေးတုန်းကအမေကအဖေနဲ့ရန်ဖြစ်ပြီးတော့ကျမကိုစေးကြောချင်းရအောင်ပေးထားတယ်ဆိုကျမမှာဒီစေးကြောချင်းမင်္ဂလာကတော့ကလေးဘွားတွေကရှိတယ်အဲ့ဒါလဲအမေကမရဘူးငါတို့ခရစ်ယာန်လက်ထက်ရင်ငါတို့ကက်သလစ်မှာစေးကြောချင်းယူရမယ်လို့အဖေနဲ့အကြီးအကျယ်ရန်ဖြစ်ပြီးတော့အဲ့ဒီနေ့ကအဖေတော်မပါဘူးသွားပေးတဲ့နေ့မှာအကြီးကျယ်ရန်ဖြစ်ပြီးတော့အမေကကျမကိုစေးကြောချင်းရအောင်သွားပေးခဲ့ဆိုတော့ကျမနောက်ပိုင်းဖျားချောင်းတက်တဲ့အခါကျမထက်ငယ်တဲ့ကလေးတွေကလေအရှိသွားပြီးတော့အဲ့ချိန်ကျမ73နှစ်ကျမထက်ငယ်တဲ့7နှစ်10နှစ်ကလေးတွေကကိုရိုမြတ်သွားပြင်ကျမတို့တို့ချီပြီးတော့အရန်အားကြတာဒါပေမဲ့ကိုကသွားလို့မရဘူးကိုကအသက်က73နှစ်14နှစ်ဖြစ်နေကိုကသွားလို့မရခဲ့ဘူးသူတို့ကြည့်ပြီးကျမအားကြတော့အမြဲတမ်းကျမတို့ Saint Francis ဘုရားကျောင်းမှာဒီအရှိမလောက်ဝါကတိုင်ကအကြီးကြီးရှိတယ်အဲ့မှာလဲတခေစုရုပ်ထုကျမအမြဲတမ်းဆုတောင်းတာတခေစုကျမပထမကိုရိုမြတ်ရချင်တယ်ပေါ့နော်ဒီ communion ဝင်ချင်တယ်ကျမအမြဲတမ်းဆုတောင်းတယ်ခဏဆုတောင်းတယ်အဲ့နဲ့ကျမအမဖုန်းကြီးကိုလည်းသွားပြောပြီးတော့ကျမသူ့တခါတည်းပြောလိုက်တယ်ကျမပထမကိုရိုမြတ်လိုချင်တယ်ဖုန်းကြီးကလှုပ်ပေးလို့ရမလားဆိုအမကကျမကိုကြည့်ပြီးတော့ဟဲ့တဲ့အဲ့ဒီလိုလှုပ်လို့မရဘူးတဲ့ तू ဟာတဲ့ရက်နဲ့တက်ရတာတဲ့ဆိုဟာရက်နဲ့တော့တက်လို့မရဘူးကျမအဖေသိကျမတို့တတ်ခံရမှာကျမတို့အကြီးကျယ်ပြဿနာတက်မှာဆိုအဲ့နဲ့ဖုန်းကြီးကိုလည်းပြောပြီးတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်ပါတယ်ဖုန်းကြီးကဘာပြောလဲဆိုတော့အဲ့ဒါဆိုဒီလိုလှုပ်တဲ့နင်တို့ငါတဲ့ရက်တိုတင်နှန်းပေးမယ်တဲ့
နော်ကျမအဲ့ဒီလိုမျိုးအခွင့်အရေးရခဲ့တာဖြစ်တယ်ရက်တူတင်နှန်းပေးမယ်ဆိုကျမနဲ့ကျမရဲ့နောက်ထပ်အမတစ်ယောက်နဲ့နှစ်ယောက်သွားပြီးတော့တက်မယ်ဆိုပြီးကျမတို့ပြေးဘာလုပ်လဲဆိုတော့ကျမအဲ့ဒီမနက်ပိုင်းမှာအဖေကကျမတို့အိမ်မှာဖတ်တော့မနက်ဆိုအိတ်နေတဲ့အချိန်ကျမကြောင်းကနဲ့ဆိုတော့အစောကြီးသွားရတယ်ကျမတို့သားမိဘာလုပ်လဲဆိုတော့ဖုန်းကြီးကပြောတယ်အဲ့တပတ်ထဲကို3ရက်ဇက်တိုက်လာခဲ့တဲ့အဲ့ဒီမှာဖျားစကားသင်မယ်အဲ့ဒါပြီးရင်ပထမကိုတော်မြတ်ပေးမယ်နားလည်မှုနဲ့လုပ်ရတဲ့အရာဖြစ်တယ်ကျမတို့အဲ့ဒီ3ရက်ကိုဘယ်လိုထွက်ရမလဲကျမတို့သားမိနဲ့စဉ်းစားတော့ကျမတို့ဘာလုပ်လဲဆိုတော့ကြောင်းကားမောက်နဲ့ဦးလေးယူကျမတို့ဘာပြောကျမတို့ကြောင်းကအမြဲတမ်းအဲ့ဖျားကြောင်းရှေ့ရဖြတ်တယ်ကျမနဲ့ကျမအမေအဲ့ဖျားကြောင်းရှေ့မှာချပေးခဲ့လို့အပြန်ကြရင်ကျမတို့နှစ်ယောက်ကိုပြန်လာကြိုပေးလို့ဆိုအဖိုးကြီးကလည်းအေးဟုတ်ပြီတဲ့ပြီးရောတဲ့နေ့မေကလက်ခံတယ်ကျမမေကိုယ်တိုင်အောက်ဆင်းပြောတာအဲ့ဒီလိုမျိုးအဲ့ဒါကြောင်းကသိရင်လည်းပြဿနာတက်မှာကြောင်းကားဦးလေးနဲ့ဒါပေမဲ့ဘုရားသခင်လှုပ်ပေးတဲ့အခါအရာအားလုံးကကျေးဇူးတော်အထက်မှာဒါပေမဲ့လေကျမတို့ဘက်ကနေဘာလုပ်ရလဲဆိုတော့အားထုတ်မှုတော့လိုအပ်တယ်ညီကိုမောင်နှမဘုရားနဲ့ကျမတို့စ조사ပြီးတော့တွေ့ဖို့ကျမအယံဘုရားကိုကျမရချင်လို့အဲ့ဒီကိုယ်တော်မြတ်ကိုရချင်လို့ကျမဘက်ကအားထုတ်ရတယ်အဖေကအိတ်တဲ့အချိန်မှာကျမကြောင်းအင်းကြီးပုံမှန်တိုင်းပဲလဲပြီးတော့သွားတယ်သွားပြီးတော့ကျောင်းကအဖေကိုနှုတ်ဆက်အဖေသမီးသွားတော့မယ်ကျောင်းတော်တော့မယ်ပညာနှုတ်ဆက်ပြီးကျမထွက်သွားပြီးဆိုတာနဲ့ကျောင်းကဦးလေးနဲ့အဲ့ဒီဘုရားကျောင်းနဲ့ကျမအိမ်နဲ့10မိနစ်အကွာပဲအဲ့ဒီအရှိမရောက်ပြီးဆိုကျမနဲ့ကျမအမအမြန်ကျောင်းကားဘွားနေစင်ကျောင်းကားဘွားကလေးတွေအကုန်လုံးကကျမတို့ကိုကြည့်နေတယ်ကျောင်းပြေးတဲ့အဖွဲ့ပေါ့ကျောင်းကားလည်းရက်ပြီးတယ်ဆိုသူတို့ကလည်းကျမတို့ကြည့်ကျောင်းထိမလိုက်ပဲဘာလို့သူတို့ဒီမှာရက်ကြံခဲ့လဲပြီးတာနဲ့စင်းမြနဲ့ကျမဟိုကြည့်ဒီကြည့်ကြည့်နဲ့ဖျားချောင်းနဲ့ကိုပြေးတော့တာဆိုကျောင်းအင်ဂျီနဲ့ကျောင်းတက်တဲ့အချိန်မှာဖျားချောင်းနဲ့သွားလို့မရဘူးလေဆိုအားလုံးကအဲ့ဒီချိန်မှာကျမတို့ဂျုံသွားရုံစင်ကျမတို့အဲ့ဒီဘုရားကျောင်းတစ်ခုရဲ့ဘေးမှာလည်းကျောင်းနှစ်ကျောင်းရှိတယ်ဘုရားကျောင်းနဲ့ကိုလစ်ခနဲ့ကျမတို့ဝင်ပြေးတာကျမတစ်ဖက်ကလည်းကြောက်တယ်အဖေကနောက်ရောက်ခံလိုက်လာပြီးတော့အဲ့တော့ကြောက်တာပေါ့လေအခုကတော့ဘယ်လိုက်မလဲနော်နောက်ရောက်ခံလိုက်လာပြီးတော့ငါတို့ဘုရားကျောင်းနဲ့ကနေနဲ့ရွက်ဆွဲပြီးတော့ဆွဲထုတ်ရင်ဘယ်လိုလုပ်မလဲဆိုအဲ့ဒီလိုကြောက်ပြီးမှဘုရားကျောင်းနဲ့ကျမတို့နှစ်ယောက်တကုံပြေးတာပြေးလေပြေးပြီးတော့ဖုန်းကြီးကလည်းသူအလုပ်အားပြီးဆိုသူရုံကန်ထဲမှာလာထိုင်အဲ့မှာကျမတို့နော်နင်တို့ဘာသိချင်တာလဲသိချင်တာတော့အကုန်ပဲကိုတော့အကုန်ပဲပြောပြတော့ဆိုဖုန်းကြီးကကျမတို့ကိုနော်ဒီဘုရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသင်ပေးတယ်ကျမဘဝမှာကလေးတွေလိုမျိုးလေပထမကိုရောမြတ်ရဖို့ Sunday School တက်ရတယ်ဆိုတဲ့အတွေ့အကြုံဘဝမှာတစ်ခါမှမရှိခဲ့ဘူးအရင်တော့အရန်ဝမ်းနေတယ်ဒါပေမဲ့အခုကတော့ပြဿနာမရှိတော့ပါဘူးပေါ့ဆိုတော့အဲ့လို Sunday School တက်တဲ့ကလေးတွေတွေ့ရင်လည်းအရန်အားကြခဲ့တယ်ဆိုအဲ့လိုနဲ့ဖုန်းကြီးက3ရက်သင်ပြီးတော့ကျွန်မမရဖုန်းကြီးကိုကျွန်တော်တို့မေးတဲ့စကားတစ်ခုရှိတယ်ဖတ်တယ်လို့တရားထောက်ကမိန်းကလေးထောက်လို့မရဘူးလားဆိုဖုန်းကြီးကကျွန်တော်တို့ကြည့်ရနင်တို့ဘယ်လိုမေးခွန်းမေးတာလဲသိချင်လို့ဖခင်နဲ့ပတ်သက်ရင်အကုန်လှုပ်ချင်လို့ဖခင်အတွက်ဆက်ကက်ချင်လို့မေးတော့ကိုရောလို့ကျွန်တော်တို့အဲ့ဒီလူမျိုးတရားထောက်လို့မရဘူးလားလို့မေးတော့တော့ဘာပြောဆိုတရားထောက်မိန်းကလေးထောက်လို့ရပါတယ်ဒါပေမဲ့ဖုန်းကြီးနဲ့ကြတော့နင်တို့ပောက်တရားလို့ဖုန်းကြီးခေါင်းခောက်တယ်ပါကြတော့မကောင်းဘူးလေတဲ့တရားထောက်တာမိန်းကလေးမထောက်ရဘူးဆိုတာမရှိပါဘူးတဲ့ထောက်လို့ရပါတယ်တဲ့အဲဒီလိုမျိုးအခြေအနေလေးရှိလို့ဆိုယောက်ျားလေးကိုပေးထောက်တာဟုတ်တယ်ပေါ့ဆိုတော့ပြောရရင်ကျွန်မရဲ့ဘဝအသက်တာမှာကျွန်မရေးတဲ့စာတွေထဲမှာအဲ့ဒီအရာတွေကကျွန်မတကယ်ဖုံးတော်ကြီးနဲ့အပြန်လဲမေးခဲ့တဲ့အရာတွေပါတယ်ဒါကြောင့်မို့လို့တချို့အရာတွေကစာထဲမှာတော့တွေ့ရမှာမဟုတ်ဘူးသူတို့ရဲ့ကိုယ်တိုင်နှုတ်ကနေသွန်သင်ခြင်းတွေကနေပါလာတဲ့အရာတွေလည်းဖြစ်တယ်ဆိုတော့အဲ့တော့တိုတိုနဲ့လူရင်းပြောရလို့ရှိရင်ကျွန်တော်တို့3ရက်တာဖျားစကားတင်တဲ့အောင်မြင်စွာပြီးဆုံးသွားတယ်ပေါ့ကျွန်မဖျားလုံးဝမသိလိုက်ဘူးကျွန်မအဲ့ဒီသွားတာအဲ့တော့ကျွန်မဘာပြောလဲဆိုတော့ခက်လေးကျွန်မတို့ဖျားစီကိုလာဖို့အတွက်လေအဖို့ခပေးရတဲ့အချိန်တွေရှိတယ်ဒီမှာရှိတဲ့လူတွေရှိမှာပါနော်တချို့တွေဘုရားကျောင်းလာဖို့အတွက်ပင်မနဲ့အချိန်တွေအလုပ်တွေလုပ်ရတယ်ပင်မနဲ့အချိန်တွေရှိတယ်တခါတလေဘုရားကျောင်းလာဖို့တောင်ကားမရှိတဲ့အချိန်တွေလည်းရှိကောင်းရှိမယ်တခါတလေကျမတို့အလုပ်ကမပိတ်လို့ဒီတရက်ကလေးပဲနားရလို့ရှိကောင်းရှိမယ်ဒါပေမဲ့ကျမဘာပြောချင်လဲဆိုတော့ဖယားစီကိုကျမတို့လာတဲ့အခါမှာလက်ချင်းတက်တက်လာတာကျမတို့လက်ချင်းတက်တက်လို့ပြောတဲ့အခါမှာပတ်စံတစ်ခုတည်းကိုပဲမမြင်နဲ့ကျမတို့နားရမယ့်အချိန်ကိုဖယားကိုပေးလိုက်ခြင်းရလဲဖယားတခင်အရန်နှစ်သက်တယ်ဒီနေ့ဆိုရင်တကယ်ကကျမတဲတဲ့နေရာမှာကျမတရက်တာလုံးအနားယူလို့ရတဲ့အချိန်လည်းဖြစ်တယ်ဆရာကကျမကိုနော်ကိုဟန်ရီကကျမတို့အဆက်သွယ်ရပြောတဲ့အခါမှာကျမအရန်စိတ်အားထက်တယ်နဲ့ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်ကအဲ့ဒီလိုလာရဖို့အတွက်ကျမအများကြီးရင်ဆိုင်ခဲ့ရတာဖြစ်တယ်ဒါပေမဲ့ဒီနေ့မှာလွတ်လွတ်လပ်လပ်ကျမကိုတားမယ်ကျမအဖေကလည်းအသက်ရှင်နေပါတယ်သူလည်းကျမကိုမတားတော့ဘူး
အဲ့လိုအချိန်မျိုးမှာကျမအပြင်းကြီးပြီးတော့မှဟိုတယ်ကအိယာပေါ်မှာပဲကျမအိတ်နေမယ်ဆိုရင်ကျမပြန်တတိရတယ်တစ်ချိန်လုံးကဒီလို Sunday ဖခင်ကြောင့်တက်ဖို့ငါတို့ဘလောက်တောင်ခိုးကြောင်ခိုးဝက်သွားခဲ့ရလဲဒါပေမဲ့ဒီနေ့ဖခင်သခင်ကလွတ်လွတ်လပ်လပ်သူ့ကိုကိုးကွယ်ဖို့သူ့စီကိုသွားဖို့အတွက်ဖခင်အခွင့်အရေးပေးတဲ့အချိန်မှာဘာကြောင့်မသွားရမှာလဲကျမ်းစာထဲမှာလေတခီစုလမ်းလျှောက်လာတဲ့အချိန်မှာလေတခီစုကိုတွေးချင်လုံးအားကြီးလို့ခဲရခဲစစ်တွေ့ရတဲ့လူတစ်ယောက်ရှိတယ်အဲ့ဒါဘာတူလဲဆိုတော့ဇက်ခဲဖြစ်တယ်ဇက်ခဲကအရက်ပုပုလေးပြီးတော့ तू ကအခွန်ကန်ဆိုတော့လေသူ့ကိုဘယ်သူမှမပေါင်းချင်ဘူးဘာဖြစ်လို့လဲဆိုတော့ तू ကလူတွေစီကနေအခွန်တွေကောက်တယ်ပတ်စံပေးလူတွေကပြင်းမအလုံးလုံးလာတဲ့ဇက်ခဲကိုအလကားပတ်စံမပေးချင်ဘူးပြီးတော့ तू ကသူ့ဒီပတ်စံတွေကိုဖះเจ้าနဲ့ထည့်တာမဟုတ်ဘူးယောမအစိုးရကို तू ကအပ်တာဒါကြောင့်ဂျူးလူမျိုးတွေကဇက်ခဲကိုလုံးဝကြည့်မရဘူးဂျူးချင်းကြည့်မရဘူးဒါပေမဲ့တရက်မှသူတခီစုအကြောင်းကိုကြားတဲ့အခါမှာအဲ့တခီစုသူတို့ရှိတဲ့နေရာမြို့ကိုလာမယ်လဲဆိုတော့ဇက်ခဲကအယမ်းစိတ်အားထက်သန်ပြီးတော့အရက်ကလည်းပူတော့မမြင်ရဘူးလေလူအုပ်ကအရှိမအများကြီးဆိုတော့ဇက်ခဲဘာလို့လဲတစ်ပင်မော်တက်ပြီးတော့မှတခီစုကိုကြည့်ချင်လို့တစ်ပင်ဘောကနေသူအဲ့ဒီလိုတစ်ပင်မော်တက်တာလွယ်တော့မလွယ်ဘူးလေနော်သူအဲ့ဒီအပေါ်မှာတက်ကြည့်တဲ့အခါမှာသူ့ရဲ့အဲ့ဒီစူးစမ်းအားထုတ်မှုကိုဘယ်သူမှအသိမှမပြုတ်ဘူးနော်ဒါပေမဲ့တခီစုကအဲ့ဒီနေ့မှာအတိမတ်ပြုတ်လိုက်တယ်ဇက်ခဲတစ်ပင်ပေါ်ကနေဆင်းလာခဲ့ဒီနေ့မင်းအိမ်မှာငါစားမယ်အခုကျွန်တော်တို့ကပ္ပဖလားတွေကြီးကြတော့လေဘယ်သင်းကြိုက်လဲအချို့တော့ကျွန်တော်တို့အလုတ်ချိန်နဲ့အိတ်ချိန်နဲ့ပြောင်းမြန်နေဖြစ်တော့ဒီနှစ်တော့တိတ်ခစ်မစားဘူးထင်တယ်နော်ဒါပေမဲ့ကြိုက်တဲ့လူကတော့ကြိမှာပဲမက်ဆီလေဒီမှာရိုနယ်ဒိုပြိသက်လည်းရှိမှာပါဒါပေမဲ့ကျွန်မပြောပြချင်တယ်တော့မက်ဆီပဲထားပါတော့ပြီးခဲ့တဲ့နေ့မှာအာဂျင်တီးနားနဲ့နော်ပြီးသွားတယ်ဆိုတော့မက်ဆီကသာဒီနေ့ကျမတို့အိမ်မှာလာပြီးတော့ဟေးနင်တို့အိမ်မှာငါလာခဲ့မယ်နော်ငါလာစားမယ်ဆိုရင်ဘလို့ပျော်မဲ့လူတွေဒီထဲမှာအများကြီးပဲရှိမှာပဲသူပြိတ္တတာရှိတယ်ဆိုအဲ့ဒီအချိန်တုန်းကလေဇက်ခဲကတခီစုကသူ့အိမ်မှာလဲလာစားမယ်လဲဆိုတော့လေဇက်ခဲအရန်ပျော်တာဘာလို့ဆိုတခီစုကအဲ့အချိန်မှာအရန်နာမည်ကြီးနေတဲ့အချိန်အရန်ပျော်တာပဲဘာဖြစ်လို့လဲဆိုတော့ဇက်ခဲသာတစ်ပင်မော်တက်မကြည့်ရင်တခီစုကသူ့ကိုအတိမတ်ပြုတ်မှာသူ့ကိုတိတောင်တိလိုက်မှာမဟုတ်ကျမဘာပြောချင်လဲဆိုကျမတို့ရဲ့ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင်လေဖယားကကျမတို့ဆူတောင်းခြင်းကိုဖယားဘယ်လိုနားထောင်လဲဖယားကျမတို့ဘယ်လိုမြင်မလဲဒီလိုပြောလို့ဖယားကတင့်ကိုမသိတာမဟုတ်ဖယားခင်တင့်ကိုသိတယ်ဒါပေမဲ့ဖယားကလေသူခြေတလန်းတိုးရင်ကျမတို့ခြေတလန်းတိုးစီခြင်းနဲ့ဖယားဖြစ်တယ်အဲကြောင့်ဖယားเจ้าကိုကျမတို့လာတဲ့အခါမှာကျမတို့ခွန်အားတွေစိုက်ထုတ်ပြီးတော့လာရတယ်ငွေကြေးတွေစိုက်ထုတ်ပြီးတော့လာပါကျင်းသေးတယ်ဘုရားသခင်ကဇက်ကဲကိုမြင်တယ်လို့သင်ကိုလည်းမြင်ပါကျမကိုလည်းမြင်ပါဒါကြောင့်ကျမအဲ့ဒီလိုမျိုးအားစိုက်ထုတ်ပြီးတော့မှဟာအဖေသိလို့ပြဿနာဖြစ်လဲဖြစ်ပါစေကွာငါသွားမယ်ဆိုပြီးကျမသွားခဲ့တဲ့အခါမှာကျမပထမကိုရောမြတ်ကိုအဲ့ဒီမှာရခဲ့တယ်အဲ့လိုနဲ့ဆက်ပြီးတော့သွားမယ်ဆိုရင်ကျမတို့ပထမကိုရောမြတ်ပြီးတော့ဘာရှိလဲဒုတိယကိုရောမြတ်ဆက်ပြီးသွားရတယ်နော် confirmation ဆက်ပြီးတော့သွားရတယ်ကျမစိတ်ထဲမှာထင်တာကအဲ့တခုပြီးရင်ပြီးပြီလို့ထင်တာလေတကယ်ကျတော့ဟိုအမမဟုတ်ဘူးနောက်ထပ်အမတယောက်ကထပ်ရောက်လာပြီးမှဟေးတယ်နင် confirmation ရပြီလားဟေး confirmation ထပ်လို့သေးတာလားပထမကိုရောမြင့်နေတော့တော်တခိုးလို့တဝက်လို့သွားခဲ့ရပြီနောက်တစ်ခုသာထပ်ယူရလို့ရှင်တော့ဒီတစ်ခါအဖေသိတော့မှကျင်းနေတယ်ကျမဖယားရှင်ရှိတစ်ခါထပ်ပြီးတော့ဆုတာတယ်ဖယားတကြီးကျမဘယ်လိုလုပ်ရမလဲအမကပြောတယ်အဲ့ဒီ confirmation ရမှကောင်းကင်နိုင်ငံရောက်မယ်လို့ပြောတယ်ကိုတော့ကျမအဖေသိသွားရင်တော့ဒီတစ်ခါထပ်ပြဿနာတက်မှာအပြင်တစ်ခေါက်ကအဖေမသိဘူးဒီတစ်ခါတော့လွယ်ပါမလားမသိဘူးကျမလည်းအဲ့အချိန်မှာ10တန်းရောက်နေပြီဒါပေမဲ့ကျမစိတ်ထဲမှာဘာခံစားရလဲဆိုတော့ဖယားကလှုပ်ပါလို့ပြောရင်ငါလှုပ်မယ်သွားရမှာပေါ့အဲ့နဲ့ကျမတို့တာမီးတွေကိုထပ်ပြီးတော့ဆူတောင်းကြတယ်အဲ့တော့ဘာဖြစ်ပြီလဲဆိုတော့10တန်းရောက်ပြီဆိုတော့ကျမတို့ကကျူရှင်တွေအများကြီးတက်ရပြီအဲ့တော့ကျမတို့ဘာလုပ်လဲဆိုတော့ကျူရှင်တက်တယ်ဆိုပြီးအဖေကိုအကြောင်းပြပြီးတော့ Sunday School အဲ့အချိန်မှာကျမတက်တယ် Sunday School မှာကြိလိုက်တဲ့အခါမှာကလေးတွေကလေ12နှစ်13နှစ်အရွယ်တွေကျမတို့ကအသက်16နှစ်18နှစ်ဖြစ်ပြီးအရက်တရားအရန်ရှည်နေဟာတအားရှက်တာပဲအဲ့ဒီချိန်မှာအသက်ကြီးနဲ့မှအခုလာပြီးတော့မှ confirmation ကိုလာပြီးစာသင်ရတယ်ဆိုတော့အရန်ရှက်တာပဲအဲ့လိုနဲ့ကျမတို့2017 November မြန်မာပြည်ကက်သလစ်သာသနာနှစ်100ပြည့်တဲ့နှစ်မှာကျမတို့မမရနော်ဒီကာဒီနယ်ချားစ်ဘိုအဲ့တော့ကာဒီနယ်မဖြစ်သေးဘူးပေါ့ဆရာတော်ကြီးချားစ်ဘိုကနေပြီးတော့မှကဲအဲ့တော့အဲ့ဒီချိန်မှာကျွန်တော်တို့ဖျားချောင်းပေါင်းဆောင်ကကလေးတွေအကုန်လုံးသူတို့လည်းအဲ့ဒီမှာလာပြီးတော့မှဒီမှာခါရဲပေါ့နော်ဒုတိယကိုရောမြတ်လာယူကြတယ် confirmation ယူကြတယ်ဆီယာမမှားလိုက်တယ်မနေ့9နာရီအရောက်တန်းစီရမယ်ဟောကျွန်မလည်းအရန်တက်ကြွ
ပထမကိုရောမြတ်တုံးကကျမမဝစ်ခဲ့လိုက်ရတဲ့အဖြူအင်ကြီးဒီတစ်ခေါက်တော့လုံးဝဝစ်မယ်ဆိုအားခိမ့်မှာကျမတို့သေချာပြင်ပြီးတော့မှအချုပ်ဆိုင်မှာသွားအပ်ပြီးတော့ချုပ်ဝစ်တဲ့အင်ကြီးဖြစ်တယ်အဲ့ဒီနေ့မနေ့မှာတနင်္ဂနွေနေ့ဆိုတော့အမေနဲ့ကျမနဲ့သေးချာပစ္စည်းအဖေကအဲ့ရေးကိုတော့အစောကြီးမထဘူးအဲ့ရာနေအဖေကိုထားခဲ့ပြီးတို့တက်ဆီငှားပြီးသွားမယ်ဆိုကျတို့သားမင်းအားလုံးပြင်ဆင်ပြီးတော့အင်ကြီးမလဲခင်မှာအဖေကရုတ်တရက်နိုးလာရောဟေးနင်တို့ဘယ်သွားကြမလို့လဲဆိုဟာအဖေတို့ဖျားချောင်းသွားမလို့ဆိုတော့ဟုတ်လားတဲ့ဟဲ့ငါလိုက်ပို့မယ်ဟာသိပါပြီကျမကောင်းထဲမှာမိုးကြိုးတွေပါအဆင့်သက်နော်ရှိသမျှအရာကောင်းကင်ပြိုကျသွားဆိုလို့ပဲသူလိုက်ပို့ရင်ကျမဘယ်လိုသွားလို့မရတော့ဘူးလေကျမလေဘာလို့လောက်ရမလဲသူကျမအားနဲ့အခန်းထဲမှာသွားပြီးတော့ကျမဘာလို့ရမလဲဘုရားသခင်ကျမဘာလို့သူလိုက်ပို့လို့မဖြစ်ဘူးသူလိုက်ပို့တာနဲ့ကျမဒီပွဲကျမပါလို့ရမှာမဟုတ်တော့ဘူးအဲ့နဲ့အမေကလည်းမျက်နှာတွေပြက်နေပြီအဲ့နဲ့အဖေကလည်းလှုပ်လေးတယ်ကျွန်တော်ဘုရားကျောင်းသွားမယ်ဆိုကျမဝစ်ရမယ်အင်ကြီးကိုမဝစ်ဖ ೇನೆ ကြွဲ့တဲ့ခောက်ပြီးတော့မှအိတ်ထဲထည့်လာဘုရားကျောင်းသွားခံဒီမှာကျမမောင်လေးစောစောကပြီးခဲ့တဲ့2019မှာရောက်လာတဲ့ဆရာရူလန်သူ့ကိုလည်းဝင်ခေါ်ရသေးတယ်သူကလည်းကျမတို့နဲ့အတူတစ်နှစ်ထဲ confirmation ယူမှာသူတို့ကတာမွေသာသနာပေါ့ကျမတို့ကဒီဘက်မြို့တယ်ကလေးတွေအကုန်လုံးအမအဖြူဝမ်းဆက်နဲ့တန်းစီနေတာတွေ့တော့အဖေကမင်းကလည်းအဖြူသူတို့ကလည်းအဖြူတယ်ကလေးတွေအကုန်လုံးကတန်းစီနေပြီကျမတို့9မိနစ်ပဲအချိန်ရတော့တယ်အဲ့ဒါနဲ့ဘာလို့မင်းလည်းမသိတော့ကျမပြေးပြီးအမေရေးကျမအဖွားအိမ်နားမှာရှိတယ်အဖွားအိမ်ကိုကျမဟိုဘက်ကိုထွက်သွားကျမဘုရားကျောင်းထဲမဝင်သေးဘူးကျမဘာလုပ်လဲကားတွေလဲလာလာလဲကျမမသိတော့ဘူးဆီယမခဏနေခန်းထဲဝင်တော့မှဘုရားကျောင်းထဲဝင်တော့မှတန်းစီနေပြီကျမအတကုံအဲ့ဒီအိတ်ကိုပိုက်ပြီးတော့မှပြေးတာကားလာတာလည်းမသိဘူးဖြတ်တာလည်းမသိဘူးကားသာဖြတ်တိုက်ရင်အဲ့ဒီနေတွေကသေနေလောက်ပြီဒါပေမဲ့ဘုရားကျေးဇူးတော်ကြောင့်အဖွားအိမ်ကိုဆက်ဆက်ရွံ့မြတ်ရောက်တော့အိုရောက်တော့အကုန်ချွေးတွေရွှဲနေတော့အဖွားကနေဘာလုပ်လာတာလဲချွေးတွေနဲ့ဆိုတော့ကျမသူ့ဖြည့်ရှင်းချိန်လည်းမရဘူးဝစ်လာတဲ့အင်ဂျီတွေကျွတ်အဲ့ဒီကိုအင်ဂျီကိုကောက်လဲပြီးတာနဲ့တခါတည်းချွေးတုပ်ပြီးတော့ဘုရားကျောင်းပြန်ပြေးဟိုရောက်တော့ဆရာမဟေးနောက်ကျနေပြီဒီချိန်မှမဟုတ်ဘူးမပြောတော့ဘူးသူလည်းမပြောနိုင်တော့တော်သေးတာပေါ့ဘုရားကျောင်းမှာဝင်ကန်ဒီနောက်ဆုံးမှာအရက်အရှိဆုံး2ယောက်ကလန်ကလားနဲ့အနောက်မှာတန်းစီရှိမှကလေးတွေကအများကြီးပဲဘုရားကျောင်းထဲဝင်သွားတယ်အဲ့ဒီနေ့မှာမမရကျမဘဝမှာတစ်သက်လုံးမမေ့နိုင်တဲ့စကားကဘာလဲဆိုတော့ဆရာတော်ကြီးကကျမကိုပါပုတ်ပြီးအကုန်လုံးကိုပုတ်တာပါနော်ပုတ်ပြီးတော့မှသူပြောတဲ့စကားကဘာလဲဆိုတော့သင်ဒီခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်တဲ့ဒီနေ့အဲ့ဒီစကားကိုဒီမှာ confirmation ရထားတဲ့သူတွေလည်းမှတ်မိကြလိမ့်မယ်လို့ကျွန်မယုံကြည်တယ်အဲ့ဒီအချိန်တုန်းကအဖြစ်ပြက်ကိုမှတ်မိမယ်လို့ယုံကြည်တယ်ဒီနေ့ဘာကြောင့်ကျွန်မတို့ခရစ်တော်ရဲ့တန်တမန်လို့ပြောလဲဆိုတော့ကျွန်မတို့ကတာမန်ယုံကြည်သူတာမန်ဘာသာသူပဲမဟုတ်ဘူးကျွန်မတို့ကခရစ်တော်ကိုကိုစားပြုတော်သူတွေဖြစ်တယ်ကျွန်မတို့ရောက်တဲ့နေရာရှိတဲ့နေရာမှာကျွန်မတို့ကိုမြင်လိုက်တာနဲ့လူတွေကကျမတို့လက်ဝါးကတိုင်းဆွဲထားလို့ခရစ်ယာန်မှန်သိတာမဟုတ်ဘူးကျမတို့ရဲ့အပြောဆိုအပြုမှုအကျင့်ကျင့်အနေထိုင်အားလုံးကခရစ်တော်ကိုကိုစားပြုတော်သူတွေဖြစ်တယ်ဆိုတဲ့အရည်ရွယ်ချက်နဲ့ကျမတို့ကိုတန်ရှင်တော်ဝိညာဉ်တော်ခံရတဲ့နေ့မှာအတည်ပြုပေးတယ် confirm လုပ်ပေးတယ်သင်ဟာခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်အဲ့ဒီနေ့ကအဲ့ဒီစကားကိုကျွန်မကြားတဲ့အခါမှာကြက်သိမ်းမွေးညင်းထားလာအောင်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်မကတာမန်ကျောင်းသူတယောက်ပါပဲဆယ်တန်းဆောင်ဝဲဖြေဖို့စူးစမ်းနေတဲ့ကျောင်းသူတယောက်ပဲဒါပေမဲ့အဲ့ဒီနေ့မှာဆရာတော်ကြီးကအဲ့ဒီစကားကိုပြောလိုက်တယ်ဆိုတော့အဲ့လိုနဲ့ကျွန်မကျေးဇူးတော်ကြောင့်အားလုံးပြီးစီးသွားတယ် confirmation မှာရတော့အဖေကလုံးဝမသိလိုက်ဘူးအဲ့တော့ကျွန်မဆယ်တန်းအောင်တယ်တက္ကသိုလ်တက်တယ်ကျွန်မရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာကျွန်မကိုမင်းရင်မင်းဘာဘာသာကိုးကွယ်တော့ကျွန်မခရစ်ယာန်လို့ပဲပြောတာဒါပေမဲ့အဖေအရှိမှာကျွန်မမပြောရဘူးအဲ့ဒီအဖေအရှိရောက်တိုင်းမှာကျွန်မအထဲမှာဖျားရှိမှာအရန်ရှက်တယ်ဒါကြောင့်ကျွန်မဘုရားသခင်ကိုဆုတောင်းတယ်ဘုရားသခင်ကျွန်မကိုအဖေအရှိမခရစ်ယာန်လို့ပြောဖို့ကျွန်မသခင်စုကိုကိုးကွယ်တယ်ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်ပြီးဖြစ်နေပြီးအဖေလို့ပြောဖို့ကျွန်မကိုခွန်အားပေးပါဒါပေမဲ့ကျွန်မအရန်ကြောက်တယ်ဘာလို့ကျွန်မအဖေကဗုဒ္ဓဘာသာအရန် strong ဖြစ်တဲ့အခါမှာခလေးဘဝကလေးကကျွန်မအခုပြောပြခဲ့တယ်လေကျွန်မကျင်လေခဲ့ရတဲ့အခြေအနေကအဲ့ဒီလိုအခြေအနေဖြစ်တယ်အရန်ကြောက်ရတဲ့အတွက်ကျွန်မမပြောရဘူးဒါပေမဲ့ကျွန်မအမြဲတမ်းဆုတောင်းတယ်ဘုရားသခင်ကျွန်မပြောချင်တယ်ကျွန်မဟိုအဲ့ဒီခွန်အားကိုပေးပါလို့ပြောတယ်ဆုတောင်းတာ3နှစ်ကြာသွားတယ်3နှစ်ကြာသွားတယ်အဲ့ဒီအခွင့်အရေးမရဘူးအဲ့တော့ကျွန်တော်တို့အိမ်မှာဘာလုပ်လဲဆိုတော့အဖေကသူဗုဒ္ဓဘာသာထုံးတမ်းစင်လာရတကြံရောက်လို့ရှိရင်ရှိသမျှဘုရားရှင်ကရုပ်ထုတွေအကုန်ချရေတွေလောင်းတန့်ရှင်းရေတွေလုတ်ပြန်တင်အဲ့ဒါကနှစ်တိုင်းလုပ်ရတဲ့အရာဖြစ်တယ်ပြီးရင်သူ့ရဲ့ဖျားရဲ့အုံပွဲငါပြောပွဲထို့ကျမတို့တာမီးနှစ်ယောက်ကဘေးကနေမတည့်ကျမခရစ်ယာန်ဖြစ်နေပြီဖျားကိုလည်းကျမအဲ့ဒီချိန်မှာတစပူပြီးတော့တိလာပြီကျမဖျားကိုတိလာလေးအဲ့ဒီအရာတွေမလုပ်ချင်လာလေး
မလုတ်ချင်တော့ညာလည်းပဲလုံနေရတဲ့အခါမှာကျမဖျားရှိမှအမြဲတမ်းစိတ်မကောင်းဖြစ်တယ်။ဘာကြောင့်ဆိုတော့ပညတ်တော်10ပါးမှာပထမဦးဆုံးပညတ်ကဖျားတဆူပြေမြည်သည့်အရာတတ္တဝါကိုမှဖျားအမတ်နဲ့ဦးချဝိမပြုတ်နဲ့ဆိုတဲ့အရာပါတဲ့အခါအဲ့ဒီအရာရှိမှကျမမတ်တက်သွားရတဲ့အတိုင်းမှာကျမအထဲမှာအပြစ်ရှိတယ်လို့ခံစားရတယ်။ကျမမပျော်တော့ဘူး။အရင်တော့အရန်ပျော်တယ်ဟာသကြံဆိုလဲပျော်တာပဲဟိုဘာလဲတည်င်းကျွတ်ဆိုလဲပျော်တာပဲရှိသမျှပွဲအကုန်ပျော်တာပဲဖျားကိုရောက်လာတဲ့အချိန်မှာလေဖျားကိုပဲလှူခြင်းတယ်ဖျားသခင်ကိုပဲဖတ်တွေ့ခြင်းတယ်အဲ့ဒီအရာတွေကိုကျမမလုပ်ချင်တော့ဘူးအဲ့ဒီခါမှာကျမအထဲမှာအဲ့ဒီရှေ့မှာမတ်တက်ရတိုင်းမှာကျမဘာလို့လဲဆိုတော့ဖျားသခင်ကျမဖျားကိုပဲကိုးကွယ်တာဟုတ်တယ်ကျမဖျားကိုပဲရှ िख ိုးတာဟုတ်တယ်ဖျားသခင်ကိုပဲကျမရှ िख ိုးတာဟုတ်တယ်အဖေရှေ့မှာကျမတတ်သိခံနိုင်မှုခွန်အားကိုပေးပါကျမအရင်ကြောက်တယ်ဖျားရှေ့မှာအဲ့ဒီလိုဆုတောင်းတယ်တရက်ကြတော့ဘာဖြစ်လဲဆိုတော့ကျမတဖြည်းဖြည်းနဲ့ခရိယန်ဖြစ်တာကြာလာပြီပေါ့ကျမတို့မောင်ထော်လေးစိန်ဂျွန်ဖျားเจ้าမှာမြို့ထဲမှာရန်ကုန်မြို့ထဲမှာဆရာတယောက်ကသူကဘာလို့ကက်သလစ်ပေါ့နော်ကက်သလစ်ဘာသာဝင်ဆရာတူပဲဓမ္မဆရာတူဖြစ်တယ်။ तू ကချင်းမကိုကွယ်ချင်းတချင်းနေ तू ကအဲ့လိုဆိုတယ်အဲ့လိုလုပ်တယ်ဆိုတော့ကျမတချင်းဆိုရတာဝါသနာအပါတယ်။ဝါသနာပါတဲ့ခါကျတော့သူတို့အစီအစဉ်နဲ့ကျမတွေ့သွားပြီးတဲ့ခါအဲ့မှာကျမတချင်းဆိုတယ်ချင်းမကိုကွယ်ချင်းထဲမှာကျမပါဝင်လာတယ်။အဲ့ဒီချိန်မှာကျမအဖေကတရက်ကျတော့ကျမကိုဘာပြောလဲဆိုတော့ကျမရဲ့တို့ရဲ့ထုံးစံအတိုင်းပေါ့ကျမမွေးနေ့ရောက်ပြီဆိုလို့ရှိရင်ကျမအဖေကဘုန်းကြီးကျောင်းသွားတယ်အဲ့တော့နောက်ပိုင်းမှာကျမကဖះကိုရလာလေလေကျမမသွားချင်တော့လေလေတရက်တော့ကျမမွေးနေ့ကရောက်လာမဲ့ကာလအချိန်မှာဘုန်းကြီးကျောင်းသွားရမယ့်အချိန်ရောက်လာပြီတာမီနှစ်ယောက်ဆုတောင်းတယ်အဖေကျမမွေးနေ့ကိုမေ့နေပါစေကျမဆုတောင်းတယ်အဖေမေ့နေပါစေသူတတိယသွားရင်ဘုန်းကြီးကျောင်းခေါ်သွားမှာဆိုလို့အဲ့နဲ့ကျမတို့အဲ့ဒီအစီအစဉ်မှာပါဝင်ကျမတချင်းတွေပါတွေဆိုချီမကိုကွယ်ချင်းတွေပါတွေအားလုံးလဲပြီးသွားတော့အမေဖုန်းကရုတ်တရက်မီလာပြီးမှဟေးတဲ့နင်တို့ဖះเจ้าအစီအစဉ်တွေပါတွေပြီးသွားပြီလားတဲ့ဆိုအမေကလည်းပြီးသွားပြီဘာလို့မလို့လဲပေါ့ကျမအဖေကမေးတော့ဟဲ့တဲ့အဲ့ဒါဆိုလို့ရှိရင်ဘုန်းကြီးเจ้าသွားမယ်လေတဲ့ဟာတခါတလေလေဆုတောင်းတာလည်းမပြေဘူးနော်ဖះသခင်ဆုတောင်းတယ်ပြေးမယ်။အော်ဖះနဲ့ပတ်သက်ပြီးဆုတောင်းတာပဲပြေးရမှာပို့လို့ထင်တာမပြေးဘူး။အဖေကတိချာကိုဖုန်းဆက်ပြီးလာတော့သွားမယ်တဲ့ငါအခုပဲလာခေါ်နေပြီအဲ့ဖះเจ้าကိုဆိုတော့ကျမတို့တာမင်းကြီးအဲ့ချိန်မှလေအခုပဲဖះကိုချီးမွမ်းတယ်အခုပဲငါဖះကိုသစ္စာဖောက်ပြီးတော့တခြားအရာငါဥချကျမကြောက်တယ်လေအဖေကိုကြောက်တယ်လေအဲ့နဲ့ခဏနေတော့အဖေကရောက်လာရောကားနဲ့ရောက်လာတော့ကျမတို့တာမင်းကြီးမျက်နှာမตาမယာနဲ့ကားပေါ်တက်ပြီးတော့အဖေကလေနင်တို့မျက်နှာတွေကဘာဖြစ်နေရလဲတဲ့ဆိုတော့ဘာမှဖြစ်ပါဘူးပေါ့ကားပေါ်မှာစကားလည်းမပြောမိဘူးအဲ့နဲ့အဖေကကားမောင်းကျမနဲ့အမေနဲ့ဒီဘက်အချမ်းမှာထိုင်ဒီမှာကားမောင်းတော့ဂီယာပေါက်ရှိတာပေါ့နော်အဲ့ဒါနဲ့ထိုင်နေရင်းနဲ့ရုတ်တရက်ကျမတို့ဒီဂုံပန်းဆိုးတန်းပေါ့နော်ဂုံတရားအတက်ရန်ကုန်ရောက်ဖူးတဲ့လူတွေဆိုရင်သိမယ်ဆယ်ယန်ထွန်နီဖះเจ้าအရှိမဗလီရှိတယ်ဂုံတက်ပေါ့နော်တချို့မရောက်ဘူးလဲဘာမှဖြစ်ပါဘူးပြောပြတယ်ဆိုတော့အဲ့ဒီဂုံတက်နားမှာရုတ်တရက်လေကျမအထဲမှာဘာခံစားရလဲဆိုတော့ငါလုံးဝဒီအလုပ်ကိုမလုပ်တော့ဘူးငါဒီနေ့မှာငါမပြောရင်ငါမဖြစ်တော့ဘူးငါဒီနေ့မှာငါပြောမယ်ငါလုံးဝမသွားချင်ဘူးဒီဘုံကြီးเจ้าဆိုကျမလေအဲ့ချိန်မှာတော့မသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့မှာကျမပြန်သိတာအဲ့ဒါဘာလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့မဆခြင်းဖြစ်တယ်ဆိုတာနားလေတယ်ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်တော်ဖခင်ကလေကျမတို့ကိုကျမ်းစာထဲမှာဘာပြောလဲဆိုတော့ကြောက်တတ်သောဖခင်သခင်ဒီကြောက်တတ်သောစိတ်သဘောကိုမပေးဘူးတဲ့ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်တကူပါသောစိတ်ကိုပေးတယ်ဒါကြောင့်တမန်တော်ဝိတ္ထုမှာလေတမန်တော်ကြီးရှင်ပေတရုတို့ကပထမရှင်ပေတရုကအရန်ကြောက်တတ်တဲ့လူဖြစ်တယ်နော်တခေစုနာကိုလိုက်တယ်နင်တခေစုနာကိုလိုက်တယ်တပည့်မဟုတ်ဘူးလားလို့အမျိုးသမီးကမေးတဲ့အချိန်မှာဘာလို့လဲပေတရုကလေဟာငါမလိုက်ပါဘူးငါသူ့ကိုသိတော့မသိပါဘူးဆိုသူကြောက်ပြီးတော့ထွက်ပြေးတာဒါပေမဲ့လေတန်ရှင်သောဝိညာဉ်တော်တမန်တော်ဝိတ္ထုအခန်းကြီး2เนาะကျမတို့ပင်တေကုတ်တွေပွဲနေမှာဝိညာဉ်တော်ဖျားလဲဆင်းသက်တဲ့အခါမှာလေပေတရုအထဲမှာဘယ်ကနေဘလို့တတ္တိတွေရလာလဲမသိဘူးစွတ်တောင်းနေတဲ့အခန်းတကားဖွင့်ပြီးတော့မှလေသူဟောတဲ့တရားကနင်တို့အခုလဝကတိုင်မတင်သက်လိုက်တဲ့သခင်ယေရှုကခရစ်တော်ဖြစ်တယ်နင်တို့တင်သက်လိုက်တဲ့သူကမေရှိယဖြစ်တယ်လို့ तू ရေးရေးနဲ့ဂျူးလူမျိုးတွေအားလုံးရှိမှာ तू ဟောပြောလိုက်တာအဲ့ဒီနေ့မှာလေလူပေါင်း3000ကပြောင်းလဲပြီးဘာသာတွေကိုဝင်လာတယ်အဲ့ဒီတတိတနည်းအားဖြင့်ပြောရင်တသိခံနိုင်တဲ့တတိဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကနဦးအသင်းတော်ရဲ့သမိုင်းတစ်လျှောက်လုံးမှာ
အသက်ခံရတဲ့မာတူရာတွေအများကြီးရှိတယ်ဒီနေ့စဉ်းစားကြည့်ပါဦးတချို့တွေကတခေစုကိုလေနှစ်ယောက်မြင်တော့မမြင်ဘူးတမန်တော်ကြီး12ပါးကလွဲလို့နောက်ပိုင်းမှာပေါ်လာတဲ့ကနဦးနောက်ဆုံးရှင်ပေါလုတော်မှတခေစုကိုခန္ဓာကိုယ်နဲ့မြင်ဘူးတာမဟုတ်ဘူးဒါပေမဲ့ဒီတမန်တော်တွေကလေဘာဖြစ်လို့မမြင်ဘူးတဲ့လူပုဂ္ဂိုလ်တယောက်အတွက်မမြင်ဘူးတဲ့ပုဂ္ဂိုလ်တယောက်အတွက်ဘာဖြစ်လို့အသက်ပေးရလောက်တဲ့အထိသူတို့အထဲမှာတတ္တိရှိလာလဲဆိုရင်အဲ့ဒီတတ္တိကိုပေးတာတန်ရှင်သောဝိညာဉ်တော်ဖျားဖြစ်တယ်ဒါကြောင့်တခေစုကကျမ်းစာထဲမှာဘာပြောလဲဆိုရင်ထို့သောမရှိတော့လေတမန်တော်ဝတ္ထုအခန်းကြီး1အငယ်8မှာထို့သောမရှိတော့လေသင်တို့ပေါ်သို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်တော်ခါတဲ့သင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှာစဆိုအဲ့ဒီယေရုရှလင်တမန်တော်တွေနေတဲ့နေရာဂျူးလူမျိုးတွေနေတဲ့နေရာယေရုရှလင်မြို့မှာစ၍ယူဒေယပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်မယ်လို့ပြောတယ်တရှင်သောဝိညာဉ်တော်ရောက်လာတဲ့အခါမှာကျမတို့အထက်မှာကြောက်နေတဲ့စိတ်တွေအကုန်လုံးကမရှိတော့ဘူးကျမတို့အထက်မှာစိုးရိမ်နေတဲ့အရာတွေအလုံးပျောက်ကွယ်သွားတယ်ယေရုရှလင်ဆိုတာကိုယ့်ရဲ့မိသားစုကိုနေတဲ့နေရာယူဒေယဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ရှမာရိဆိုတာကတပါးအမျိုးသားတွေပို့ပြီးတော့မှတက်တည်ခံကောင်းတွေဖြစ်လာနောက်ဆုံးမြေကြီးစွတ်တိုင်ကဘာတဝန်းလုံးမှာသွားပြီးတော့မှဒီနေ့ကျမတို့ပြန်စဉ်းစားကြည့်ပါဟိုးအရှိအလယ်ပိုင်းအစ္စရေးမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကကျမတို့မြန်မာပြည်ပြောရရင် Southeast Asia အရှိတောင်အာရှကိုဘယ်လိုရောက်လာလဲဒီသတင်းစကားကအဲ့ဒီတမန်တော်ကြီးတွေကြောင့်ပေါ့အဲ့ဒီအမှုတော်ဆောင်တွေကြောင့်အဲ့ဒီ missionary တွေကြောင့်အဲ့ဒီသာသနာပြုပုဂ္ဂိုလ်တွေကအဲ့ဒီဝိညာဉ်တော်ကိုခံရတဲ့အခါတတ်သိရှိတဲ့ကဘာမြေကြီးစွန်းတိုင်အောင်တခေစုကိုတတ်သိခံဖို့တို့ထွက်လာကြတဲ့အခါမှာဒီနေ့ကျမတို့လည်းအဲ့ဒီဖရာသခင်ကိုတည်ခွင့်ရတာလေဆိုတော့ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကကျမတို့ကိုလေတခေယေရှုအရှိမလူတွေအရှိမတခေယေရှုကိုဖရာဖြစ်ပါတယ်လို့တတ်သိခံနိုင်တဲ့တကူကိုပေးတာအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်ပြောရမယ်ဆိုရင်ကျမဘဝရဲ့အရင်အသက်တာကနေပြောင်းလဲသွားတဲ့အသက်တာဖြစ်လာဘူးညီကိုပေါ်မှာကျမကမိုက်ကင်ပြီးတော့မှရှေ့မှာထွက်ရဲလာအောင်တတ်သိရှိတဲ့လူမဟုတ်ဘူးအမျိုးသမီးတစ်ယောက်ဖြစ်တယ်ပြောရမယ်ဆိုရင်အဲ့လိုပြောရပြီဆိုရင်တော့မှကြောက်နေတာအရင်အကြောင်းတော့ဆိုလို့ရှိရင်လေအဖေကျမကလေးဘွားတော့ကထူးကြုံစာမေးပွဲတချို့သိလိမ့်မယ်လူရည်ကြုံစာမွဲမှာ၄တန်းမှာဆီယာမကမေးတယ်လူရည်ကြုံစာမွဲမှာနင်ပါတယ်တဲ့စာမေးပွဲဖြေမလားလို့မေးတော့လေအရန်ကြောက်လုံးလို့မဖြေဘူးလို့ပြောလာခဲ့လို့အိမ်မှာအဖေကအဆူခံရတာကျွန်မမှတ်မိတယ်ဖြေစရာရှိဖြေလိုက်ပေါ်ပါတာမပါတာနောက်ကိစ္စပေါ့ဘာဖြစ်လို့မဖြေလဲလဲဟင်းမဖြေဘူးကြောက်လို့မဖြေတာစာမေးပွဲမှာပါတာတော့ကြောက်လို့မဖြေတာအဲ့ဒီလိုကြောက်တတ်တဲ့အမျိုးသမီးဖြစ်တယ်ဒါပေမဲ့လေတန်ရှင်သောဝိညာဉ်တော်ကကျွန်မအထဲမှာနေရာယူလာတဲ့အခါမှာတခေစုကိုကျွန်မလက်ခံရရှိတဲ့အချိန်ဝိညာဉ်တော်ကကျွန်မအထဲမှာနေရာယူလာတဲ့အခါမှာလေတခေစုအတွက်တတ်တည်ခံမှုကျွန်မအထဲမှာတတ်တည်ရှိလာတယ်အဲ့ဒါကမိုက်ကန်ရမှာမဟုတ်ဘူးလူတစ်ယောက်နဲ့လည်းပြောရဲတယ်နှစ်ယောက်ရှိမှလည်းပြောရဲတယ်တခါမှယေရှုခရစ်တော်ကိုမယုံကြည်ဘူးသောသူတွေကိုလည်းကျွန်မဝင်ငှတယ်ပြောပြတယ်အဲ့ဒါကိုခုံကိုအားကြောင့်မဟုတ်ဘူးတန်ရှင်သောဝိညာဉ်တော်ကြောင့်ဖြစ်တယ်ဆိုတော့အဲ့ဒီကိုင်းမောင်းသွားတဲ့အချိန်မှာကျွန်မအထဲမှာလေဘေကနေဘလူရောက်လာတဲ့တတိတွေလည်းမသိဘူးကျွန်မဘာပြောလဲဆိုကျွန်မအဖေကိုလေလုံးဝမသွားဘူးဆိုကျွန်မအကြိမ်ထအောင်လိုက်တာအဖေကလည်းအဲ့ဒီချိန်မှာကားမောင်းရင်တက်လက်နဲ့ဆိုသူကလည်းလန့်ပြီးတော့အကြီးကြီး break ကိုအုပ်ချလိုက်တာအတန်ကြီးအရန်ကျယ်သွားတယ်ကျွီးဆိုပြီးတော့အဲ့ဒီတရားပေါ်မှာလေကားတွေလည်းရှိတယ်ဘေးမှာဖြတ်သွားဖြတ်လာလူတွေလည်းရှိတယ်ကျမတို့ကားကိုအကုန်လှမ်းကြည့်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျမဘာလုပ်လဲဆိုတော့လေအဲ့ဒီဂီယာဘေးမှာကျမထိုင်နေရနေအဲ့ဒီလိုခုံလိုက်ပြီးတော့ကျမအမေဘက်ကတကားဘက်အချက်ကိုကျမဘလို့ရောက်သွားလဲမသိဘူးအဲ့ချိန်မှာအဖေကကျမရဲ့ဒီအင်ဂျီလက်ကိုလှမ်းဆွဲထားတာသူ့လက်ကိုလည်းကျမဘလို့ယုံလဲမသိဘူးကျမလေကလေးဘဝတွေကတချို့ကပြောတယ်တူးသောသားသမီးတွေကအရန်ဆိုးမှာပေါ့ကျမအဲ့ဆိုးရတာမပါဘူးအဖေကိုကြောက်လုံးဝကြည့်လို့အရန်လိမ်မာတဲ့သူဖြစ်တယ်အဲ့တော့ကျမမိတ်ဆွေကျမတငယ်ချင်းကျမအမျိုးသားကတော့အံ့ဩတယ်ကျမအမျိုးသားကလည်းတူးသောသားပဲ तू ကတော့ဆိုးလိုက်တာပါလွန်လို့သူကျမကိုပြောတယ်တူးသောသားသမီးတွေလိမ်မာတာနင်းတယောက်ပဲငါတွေ့ဘူးတယ်အဲ့လောက်တောင်အဖေကိုကြောက်ရလားအဲ့ထက်တောင်ကြောက်ရတယ်လို့အဲ့ထက်တောင်ကြောက်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမဖေကအဲ့ဒီလက်ကိုဆွဲထားတဲ့အချိန်မှာလေကျမလည်းအဖေကိုတစ်ခါမှအဲ့လိုမပုံကန်ဘူးကျမအဲ့ဒီလက်ကိုလွှတ်ချပြီးတော့လေဒီဘက်ကိုခုံလိုက်တာပြီးတော့အဲ့တကားကိုဆွဲဖို့တာကျမအမေလည်းကျမကိုဆွဲလို့မဆွဲလိုက်နိုင်ဘူးကျမဘာလို့လဲဆိုတော့အဲ့ဒီပတ်စတိုဒန်ဂုံရာကိုပြန်ဆင်းပြေးတာကလာခါအတိုင်းပဲဒါပေမဲ့တကယ်ပြောတာ